ဒဂုံကော့စီတီဗီလာတွေကလုံးချင်းအိမ်တစ်လုံးလိုက်ပြပေးမှဖြစ်ပါတယ်ရှင်။မြေအကျဲပေ90ပေ80ရှိပါတယ်။ပိုင်ဆိုင်မှုဂရမ်မီပေါက်တောင်းချံဖြစ်ပါတယ်ရှင်။တူအောင်စီလုံးချင်းတိုက်တစ်ကိုမှအသစ်နေရုံအလုံးပြင်ဆင်ပေးထားပြီးဖြစ်ပါတယ်။မာစတာဘက်ရွန်3ခန်းမိန်ရွန်တစ်ခန်းဖွဲ့ပေးထားပါတယ်ရှင်။ဖန်နီချာအပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။လက်ရှိဒီအရင်ဈေးနှုန်းကတော့သိန်းပေါင်း3000ခွဲခေါ်ထားပြီးတော့ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းအောင်ချပေးသွားမှာဖြစ်ပါတယ်ရှင်။ဒဂုံကော့စီတီဗီလာကရန်ကုန်မြို့မင်္ဂလာတော်မြို့နယ်မှာတည်ရှိပြီးတော့နိုင်ငံတကာအဆင့်မီကောက်ကွင်းနဲ့ဇိမ်ခံလူနေအင်အားတွေပေါင်းစပ်ထားတဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ရန်ကုန်ပြည်ဆိုင်ရာလေဆိပ်ကနေဆိုရင်ကားနဲ့15မိနစ်လောက်သာမောင်းနေရပြီးတော့အဓိကအဝေးပြေးလမ်းမကြီးတွေနဲ့လည်းအလွယ်တကူဆက်သွယ်သွားလာနိုင်ပါတယ်။ကောက်ကွင်းဒီဇိုင်းကိုတော့နာမည်ကြီး Pacific Coast Design Company ကရေးဆွဲခဲ့ပြီးတော့2018ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ရှင်။ကောက်ကွင်းအကျယ်ဝန်း6800တင်မှ6805ခိုက်ခန့်ရှိပြီးတော့တဘာဝရှုခင်းနေစိမ့်လန်းဆိုပြီးတဲ့မြက်ခင်းပြင်တွေနဲ့တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားပါတယ်။စီမံကိန်း area 238ဧကကျယ်ဝန်းပြီးတော့မြို့ငယ်လေးတစ်ခုလိုဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်ရှင်။အေးချမ်းမှုနဲ့ luxury lifestyle တစ်ခုကိုသဘောကျတယ်ဆိုရင်တော့ဒီရင်လေးကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။စိတ်ဝင်စားတယ်ဆိုရင်တော့ကျမတို့စုံစမ်းလေးအင်ချင်မြေစူးစမ်း company ကိုအခုပဲဆက်သွယ်နိုင်ပါပြီရှင်။